အားလုံးမိကပါလာဗီဒီယိုနဲ့ပြန်ကြည့်လိုက်ပါရယ်အဲ့ဒါပြန်ခီးတည်တော့အမြင့်သွားနေပါတော့โอเคကိုယ်အဲ့ဒါဆိုင်ဖွင့်လာဖြစ်ပါရဲ့ပေါ့နော်ဟာဆိုတော့โอเคဒီမှာအဲ့ဒါจะပစ္စည်းပေါ့နော်ပစ္စည်းဟာရှုပ်နေပဲပေါ့နော်ဒီပါโอเคဒါလေးရစတစ်ကလေးပါပေါ့နော်โอเคစတစ်ကလေးအမထားမယ်ပြီးလာတော့ပေါ့နော်တီရှူးထုတ်လေးပါအဲ့ဒါကိစ္စရတဲ့တီရှူးထုတ်လေးပဲဖြစ်ပါရဲ့โอเคပေါ့နော်ဒါလေးကတော့ LT ရှူထုတ်လေးပါကိန်းဆိုရတဲ့ရှူထုတ်လေးပေါ့နော်အဲ့မှာထားလိုက်ပါမယ်โอเคပြီးရင်ပေါ့နော်မှာပါရေးလိုက်ရှာနေပါတော့ပြီးဒီမှာစတစ်ကာအမစတစ်ကာမိုးရအဲ့မှာစတစ်ကာတွေအများကြီးပဲပေါ့နော်ဒါတော့ပြီးကြောဒါတော့အဲ့မင်းဒီဘာသာခေပြီးသားပေးတယ်ညာခဲ့တယ်ဘာလုံးနေအမတည်းအဲ့ဒါလည်းပေါ့နော်ချီလို့ပါပြီးဒါဘလက်ဖို့တွေလုံးရင်ပေါ့နော်နောက်ကလို့အဲ့ဒီတော့ဟာဘာပြီးနောက်တစ်ခုတည်တော်လေးပါအနှစ်ခုပဲရှိပါပြီးခင်ပြောတာအဲ့ရောင်းပါတော့မဟုတ်ပါဘူးအဲဒီမှာဘူးလေးပေါ့နော်ဒီလိုဘူးလေးတွေဒီအကောက်ကုံဝါလို့ပေါ့နော်အဲ့ဒါဆောက်တာကုံဝါလို့အဲ့ဒါဘူးလေးပဲလို့ရှိတယ်ပေါ့နော်ဘူးလေးပြီးထားတာပါဒါဖောက်တော်မှာတွေပေါ့နော်ဒီနောက်တစ်ခုကဒါမမင်ညာဒါ blind bag လေးအားလုံးပဲ blind bag အတူဖောက်ကြမှာဆိုဟာလေးအဲ့လေးနော်နောက်လာလာလေးပေါ့ပါတယ်အဲ့ဒါမမင်ညာတော့မသိအဲ့ဒါနော်အဲ့ဒါအတုံးဝင်မယ်ထင်လို့ထားပါဒါလေးရတော့ခုရှောက်သေးလို့ရတာပါโอเคပေါ့နော်အဲ့နေဦးမနော်တစ်ခုပြောင်းနေရမှာလိုက်ရှာနေပေါ့နော်အဲ့လားလိုက်ရှာနေပေါ့နော်မရအောင်ခဏပြီးတွေ့ရပြီအဲ့ဒါလေးရပေါ့နော်သူများကြီးလောက်တာမြင်ပေါ့နော်တစ်ခုခုဖောက်ရင်အဲ့ဒါလေးရလိုတယ်ဆိုတော့အဲ့ဒါလေးကိုအဲ့ဒါပေးနေမှာအကာရန်လေးသူများလောက်ထားတာလေးတွေ့လို့ကာရန်လေးလုတ်ပြီးတော့ပေါ့နော်ကိုကလိုပဲ handmade ဒါလေးလုတ်မှာပဲဖြစ်ပါတယ်ဒီလိုဖြတ်လိုက်ရတယ်ပေါ့နော်တကယ်တော့အဲ့ဒါအားမဖြတ်တာဘာလို့ဆိုလက်တစ်ဖက်တည်းတော့အားမရှိဘူးโอเคဒါရီကတော့ဘယ်တက်ကကြီးပေါ့နော်လူတွေမှာပြောနေတဲ့စကားတွေဘာတွေပြောနေတယ်တော့မသိဘူးကဲပြမယ်မနေ့ကမှတင်ပြမယ်နော်